ဒီကိုလုံးတော့ရွှေရောင်နေတောင်းနေရပဲအင်းရတော့ဘယ်လောက်တန်လဲတော့မသိရတနာတွေကတော့3900မို့လောက်တော့ရှိမှတင်ရွှေတွေကတော့ကျေးဇူးအများကြီးပဲတင်ပါတယ်လို့တိတာရွှေဆိုင်ကိုလေအဲ့မဟိုလေးတော့လေးနေတယ်မနေ့ကိုလမ်းလျှောက်ရတယ်တော်တော်လေးလေးနေတကိုလုံးလေဒါပေမဲ့ဟိုနတ်ဝန်းနတ်စာတွေဝတ်ထားသလိုကြီးခံစားရတယ်အဲ့တော့ကျေးဇူးအများကြီးပဲတင်ပါတယ်လို့ဆင်ပေးတဲ့သူတွေအကုန်လုံးလေIron Plex တီးဆောင်တဲ့စာအားချိဖြေဒီနေ့ fashion ကတော့မမဆောင်ရဲ့ဟို make up စပင်ဝတ်ဆောင်ဟာကိုတာကိဖြစ်ပါတယ်ယတနာတွေကတော့ယတနာဟိုပါပေါ့တီတာရွှေဆိုင်ရဖြစ်ပါတယ်လို့အဲ့တော့ဟိုလက်သေးရတကယ် house ပါပြီးတော့ဖက်နက်ကကြတော့စမ်းမားပါရှင်ဒီကိုလုံးတော့ရွှေရောင်နေတောင်းနေရပဲအင်းရတော့ဘယ်လောက်တန်လဲတော့မသိယတနာတွေကတော့3900မို့လောက်တော့ရှိမှတင်ရွှေတွေကတော့ကျေးဇူးအများကြီးပဲတင်ပါတယ်လို့တိတာရွှေဆိုင်ကိုလေအဲ့မဟိုလေးတော့လေးနေတယ်မနေ့ကိုလမ်းလျှောက်ရတယ်တော်တော်လေးလေးနေတကိုလုံးလေဒါပေမဲ့ဟိုနတ်ဝန်းနတ်စာတွေဝတ်ထားသလိုကြီးခံစားရတယ်အဲ့တော့ကျေးဇူးအများကြီးပဲတင်ပါတယ်လို့ဆင်ပေးတဲ့သူတွေအကုန်လုံးလေ I am blessed ရှိတဲ့ပြန်ပြေဖို့အတွက်ဆိုတောင်းဆုံးငါ Iron Plex တီးဆောင်တဲ့စာအားချိဖြေ I am blessed အားလုံးပေါ့နော်ဟိုမရသွားတဲ့သူတွေအတွက်လည်းမမဆောင်စိတ်မကောင်းပါဘူးလို့ပြီးတဲ့ခါကျတော့လေဟိုပြောမယ်မုဒိတာလေးပွားပေးပါပေါ့နော်ပြောချင်တာတကယ်လို့မရသွားလို့ရှိရင်လည်းဟိုကိုမှန်းထားတဲ့လူမရသွားလို့ရှိရင်လည်းချစ်တဲ့ပေးသက်တွေကလေဟိုစိတ်အေးအေးပဲထားပေးပေါ့နော်ဒီနေ့ကပြိုင်ဆိုင်မှုတွေပြင်းထန်တော့လေဟိုဘယ်လိုပြောမလဲတူနေကြတာပေါ့နော်တူနေကြတယ် level တွေဖြစ်နေတော့လေအဲ့တော့မရသွားတဲ့သူတွေရှိလို့ရှိရင်စိတ်လည်းမကောင်းပါဘူးလို့ပြီးတော့ဟိုဘယ်လိုပြောမမဆောင်ကြတော့မရတဲ့သူတွေကိုပို့ပြီးတော့အားပေးသွားတယ်ပေါ့နော်အဲ့ဒါလေးပြောချင်တာပါချစ်တဲ့ပေးသက်တွေကလည်းအေးအေးဆေးဆေးနဲ့ပဲအားပေးကြပါလို့ပြောချင်ပါတယ်ရှင်